မင်္ဂလာပါဗျဒီနေ့ကျွန်တော်ပြန်လဲပြီး share link လုပ်ပြီးမယ်အကြောင်းအရာလေးကတော့ Facebook အသုံးပြုလို့တိုင်းပေါ့နော်တည်ထားတဲ့နဲ့ကျွန်တော်တို့အခုလိုမျိုးပေါ့နော် Facebook နှစ်ခု software နှစ်ခုပွားပြီးတော့အသုံးပြုတဲ့နည်းလမ်းလေးကိုညှဝေပေးတော့မှာပဲဖြစ်ပါတယ်ဗျဒီနည်းလမ်းလေးကိုတရှိပြီးသားမိတ်ဆွေများအနေနဲ့လည်းပေါ့နော်မတရှိသေးတဲ့မိတ်ဆွေများအားလုံးကိုတရှိရလေအောင် like and share လေးနဲ့လုပ်ပြီးတော့အားပေးကြပါအောင်နော်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဖုန်းထဲမှာပါတဲ့setting တွေကိုတစ်ချက်ဝင်ပေးရမှာပဲဖြစ်ပါတယ်เนาะအခုကျွန်တော်ပြထားတဲ့ setting တွေကိုတစ်ချက်ဝင်ပေးရမှာပဲဖြစ်ပါတယ်ဗျ setting တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့နည်းနည်းလေးအပေါ်ဆွဲတင်လိုက်မယ်အပေါ်ဆွဲတင်လိုက်မယ်ဆိုတော့အခုလိုမျိုးပေါ့နော် app ဆိုတဲ့ကျွန်တော်တို့စာတန်းလေးကိုတွေ့ရမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ဖုန်းမှာဆိုရင် Oppo မျိုးသားဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုမျိုး apps ဆိုတဲ့စာတန်းလေးပေါ်နေတာဖြစ်ပါတယ်ဗျတခြားတော့ဖုန်းတွေဆိုရင်တော့app manager တို့ဘာလို့ပေါ်တယ်ပေါ့နော်ဒါဆိုရင်ပြီးပြီဆိုရင်ကျွန်တော်တို့အနေနဲ့ app cloner ဆိုတဲ့ဒီစာတန်းလေးကိုကျွန်တော်တို့နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျအခုကျွန်တော်ပြထားတဲ့ပေါ့နော်ဒီ app cloner ဆိုတဲ့စာတန်းလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးရပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့ software နှစ်ခုပွားပြီးတော့အသုံးပြုလို့ရတဲ့ software တွေသူကပြလာပေးပါလိမ့်မယ်ဒီမှာဆိုရင်ကျွန်တော်တို့အနေနဲ့ line ရဲ့ telegram ရဲ့ whatsapp ရဲ့ facebook ရဲ့ကျွန်တော်တို့ messenger ရဲ့ပေါ့နော်ဒီ software 5ခုကိုကျွန်တော်တို့နှစ်ခုပွားပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ပွားမယ်ဆိုရင်တော့ကျွန်တော်တို့အဲ့ software လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးတော့ဆိုရင်ဒီကျွန်တော်တို့ created app ဆိုတဲ့ cloner ဆိုတဲ့ကျွန်တော်တို့ဒီနေရာလေးမှာမဖွင့်ရသေးဘူးပေါ့နော်ဆိုရင်ဖွင့်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်က messenger ကိုဖွင့်ပေးထားတာဖြစ်တဲ့အတွက်ပေါ့နော်အပြင်မှာ messenger နှစ်ခု facebook နှစ်ခုဖြစ်နေပါတယ်ဗျဒါဆိုရင်ကျွန်တော်တစ်ချက်ပေးလိုက်မယ်ပေးပြီးတော့ဆိုရင်ကျွန်တော်တစ်ချက်ဝင်ကြည့်လိုက်မှာပေါ့နော်ဝင်ကြည့်မှာဆိုရင်ဒီမှာဆိုရင် messenger ကပျောက်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်အနေနဲ့ messenger ကိုပျောက်သွားတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်အနေနဲ့ပြန်ပြီးတော့ဖွင့်ပြီးတော့အသုံးပြုမယ်ဆိုရင်ကျွန်တော်တို့အစောလေးကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ဖုန်း setting တွေကိုတစ်ချက်ဝင်ပေးရမှာပဲဖြစ်ပါတယ်เนาะဖုန်း setting တွေကိုရောက်ပြီဆိုရင်ကျွန်တော်အခု app ဆိုတဲ့စာတန်းလေးကိုကျွန်တော်တို့တစ်ချက်နှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျအဲ့ဆိုတဲ့စာတန်းလေးကိုနှိပ်ပြီးသွားဆိုရင်ကျွန်တော်ဒီမှာဆိုရင် app cloner ဆိုတဲ့ကျွန်တော်စာတန်းလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားဆိုရင်ကျွန်တော်တို့အနေနဲ့အခုလိုမျိုးလေးအော့နေမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒီနေရာလေးကိုကျွန်တော်တို့တစ်ချက်အဝင်ပေးရမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့ဖုန်း screen ပေါ်မှာပေါ့နော် app ဘာပေါ့နော် Facebook နှစ်ခု Messenger နှစ်ခုရောက်ရှိနေမှာပဲဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့အနေနဲ့ကိုထည့်လိုက်တဲ့ Messenger ကိုကျွန်တော်တို့အနေနဲ့ကိုဖွင့်ထားတဲ့ပေါ့နော်အကောင့်ထည့်ပြီးတော့အသုံးပြုမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့အဲ့ Messenger တွေကိုတစ်ချက်ဝင်ပေးရပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့တစ်ချက်ပေါ့နော်ဆောင်မယ်ဆောင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့မှာရှိထားတဲ့ပေါ့နော် Facebook ပထမဆုံးကျွန်တော်တို့ရဲ့ Facebook တွေကိုပွားထားတဲ့ Facebook တွေကိုကျွန်တော်တို့အကောက်ပြောင်းမယ်အကောက်ပြောင်းပြီးသွားဆိုရင် Messenger ကိုလည်းကျွန်တော်တို့အနေနဲ့အခုလိုမျိုးဖွင့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒါအကောက်ကိုကျွန်တော်တို့ထည့်ပြီးတော့အသုံးပြုလို့ရပြီပဲဖြစ်ပါရဲ့เนาะဒါဆိုရင်မိတ်ဆွေများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်တို့အနေနဲ့ဆုမွန်ကောင်းတောင်းရနေတာပေါ့နော်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်အနေနဲ့မြစ်တာရက်ခိုင်းနေပါတော့မိတ်ဆွေများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းရပါတယ်